မျိုးထက်အောင်မေးလို့ရပါတယ်ဟိုမင်္ဂလာပါဆရာဟုတ်ကဲ့ပါဟုတ်ဟိုကျွန်တော်တို့လေအခုစိုက်တည်တယ်အခုညီတောင်းလို့ပတ်ကြည့်ရင်ねတခုတွေ့ခဲ့တာလန်ဒင်ကလေလန်ဒင်ရဲ့ဘေးမှာရှိတဲ့ကော်လန်နှစ်ခုစလုံးကလန်ဒင်ရဲ့အောက်မှာရောအပေါ်မှာရောထိထားတာဆရာနှစ်တိုင်လုံးထိတာဆရာဟုတ်ဟုတ်ဟုတ်ပြီးတော့ဒီပထမတစ်ဆင့်တက်လာတဲ့လှေကားနေတွဲတဲ့လန်ဒင်ပေါ့တစ်ချမ်းပေါ့အဲ့ဒီတစ်ချမ်းကလေအောက်ဘက်မှာတန်းရှင်းနေရာမှာဒီအောက်ပိုင်းမှာကွဲကြောင်းတွေပြန်တွေ့ရတယ်ဆရာအဲ့ဒါမျိုးကိုပြန်ပြီး restore လုပ်မယ်ဆိုရင်ဘယ်လိုမျိုးတင့်တော်မလဲဆရာသူကလမ်းနေလဲထိထားတယ်ထုတ်ဒီဘေးကကော်လန်တစ်ခုလုံးကလည်းထိထားတယ်ဆိုတော့အလဲမှာဒီပေါ့လေတိုင်ပေါ့အိုင်မီထောက်ဖို့ကလည်းအဆင်မပြေဘူးပေါ့အဲ့လိုဖြစ်နေလို့ဆရာတိုင်ရင်နှစ်ခုစလုံးဖြိုပြီးတော့လောင်လိုက်ရမလားဒါမှမဟုတ်ဘယ်လိုလုပ်ရင်တင့်တော်မလဲလို့ဆရာတော့ဟိုပြင်လာတော့ခုနကကျွန်တော်ပြောသလိုပဲပေါ့နော်အဲဟိုမကောင်းတဲ့ဟာတွေကျွန်တော်ကဖယ်ခိုင်းတာပဲပေါ့နော်အဲဆိုတော့အဲ့ဒါကတော့ထွေထူးမရှိတော့ဘူးထင်ပါတယ်ဆိုတော့အဓိကပြဿနာကတော့ဘာရှိတယ်ဆိုတော့အဲ့လန်နီကအထိတဲ့တေကားထိတဲ့ကော်လန်ပေါ့နော်အဲ့ကော်လန်ကိုပြင်နေရင်ဒီလေကားကကျိုးကြမလားဆိုတဲ့ဟာပြဿနာအဲ့ဒါဟုတ်တယ်လားဟုတ်ပါတယ်ဆရာဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါကိုမေးချင်တာပေါ့နော်ဆိုတော့ဟုတ်ကဲ့အဲ့ဒါအဲ့ဒါဆိုရင်ကျွန်တော်တို့ကဘာရှိလဲဆိုတော့ဒီstair ရှိမှာပေါ့နော်ဒီမှာ column တွေရှိမှာပေါ့နော်အဲ့တော့နောက်တစ်ခါကျွန်တော် stair ကိုဒီလိုမျိုးကြီးမဆွဲတော့ဘူးဒီလိုမျိုးအဆောင်မဲဆွဲလိုက်တော့မယ်ပေါ့နော်နောက်ကဒီလိုမျိုး stair တွေရှိမှာ ဆိုတော့အဓိကလောက်ပဲပေါ့လောက်သွားတဲ့လမ်းကြောင်းပဲပေါ့နော်အဲ့တော့ဒီကော်လန်ကိုလာတော့လောက်ကဘယ်ကလာတဲ့လောက်လဲပေါ့ဒီ stair ကလာတဲ့လောက်ပေါ့နော်ဒီ stair ကလာတဲ့လောက်ဆိုရင်ကျွန်တော်ကဒီ stair ကလာတဲ့လောက်ကိုကော်လန်စီကိုမရောက်အောင်လို့သူ့ကို supporting base ဆိုတဲ့ဟာပဲပေါ့နော်အဲ့တော့ supporting base တဲ့ခါကျတော့သူ့ရဲ့လေကားရဲ့ weight တွေကိုကျွန်တော်က outflow ကိုသူကဆင်းအောင်လို့လုပ်ပေးရတာပေါ့နော်လုပ်ပေးရတဲ့ခါကျတော့ကျွန်တော်တို့ကဟိုပါပေါ့သူ့ကိုEuro prop တွေနဲ့ပဲသွားမလားဒါမှမဟုတ်လည်း IB တို့ဘာမျိုးနဲ့သွားမလားပေါ့နော်အဲ့တော့ဥပမာ Euro prop တွေဆိုရင်တော့ကျွန်တော်တို့ကအပေါ်တက်တွေဆိုရင်တော့ဒါပါတော့ပုံမှန်အဲနှစ်ပေကြားလောက်ဖြစ်မယ်ပေါ့နော်အောက်တက်ဆိုရင်တစ်ပေခွဲကြားဖြစ်မယ်ပေါ့နော်အောက်ဆုံးကြရင်တစ်ပေကြားလောက်စိတ်ဓာတ်မျိုးဖြစ်မယ်ပေါ့အဲဒါမျိုးနည်းနဲ့ဒါတော့တွက်ချက်မှုကတော့လုပ်လို့တော့ရတာပေါ့နော်အကြံများပြည့်ဆိုရင်တော့အဲ့လိုမျိုးလုပ်လို့ရတယ်နော်နောက်ပြီးတော့ဒါကတော့ဒီ stair မှာဆိုရင် ခုနလီကားရဲ့ weight ကတော့ကျွန်တော်ပြောလို့ပေါ့ဒီလီကားရဲ့ weight ကတော့သူ့စီကိုမလာတော့ဘူးပေါ့နော်အခြားလာတဲ့လုပ်တွေရှိအောင်မလားပေါ့နော်ဥပမာဒီဘက်ကလာတဲ့ဘီင်းကသူ့ကိုလာဆွဲပြီးတော့လှုပ်ထမ်းမလားပေါ့နော်ဒါမျိုးဆိုရင်တော့ဒီဘက်ဘီင်းကဒီကော်လန်ကိုမလာအောင်ကျွန်တော်တို့ကတနည်းနဲ့ဒီဘက်မှာအိုယိုးတွေရှိရင်ရှိမယ် IMP နဲ့ထောက်ထားရင်ထောက်ထားမယ်ပေါ့ဒါမျိုးနည်းနဲ့သူ့ loading ကို cutting လုပ်တာပေါ့နော်အဲ့အဓိကတော့ဒီကိုပြင်မဲ့ကော်လန်စီကိုလုတ်မလာအောင်လို့เนาะကျွန်တော်ကအခြားနည်းရည်နဲ့သူကိုဖယ်ရှားပေးရတာပေါ့ဒါပါပဲเนาะဟုတ်ကဲ့ဆရာကျေးဇူးများတင်ပါတယ်ဆရာဟုတ်အဲ့ဘေးကနှစ်ဖက်ကတော့ဖယ်ထားပါတယ်ဆရာဟုတ်ကဲ့ဟုတ်ဒီအလဲကောင်မှာရှိတဲ့လေကားကန်း8ပီသူက၄တက်ကြမှာပေါ့လေကမိုးဆိုအဲ့၄တက်စာအလုပ်ကိုစိတ်ပူလို့ပါဆရာဟုတ်ကဲ့ပါဟုတ်ဟုတ်ကဲ့ဆရာဟုတ်ကဲ့ပြီးတော့ချို့ဟုတ်ချို့ကကြတော့လေနည်းနည်းကြီးကျယ်တယ်ဆိုရင်တော့လေ calculation တွေပါနေနဲ့စဉ်းစားရတာရှိတာပေါ့เนาะဟုတ်ကဲ့ဆရာဟုတ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါဟုတ်ဆိုတော့ကျွန်တော်နည်းနည်းပြင်ထားတာရှိတယ်ခုနပြောဖို့ကကြံသွားတော့ပေါ့เนาะဘာပြင်ထားတာရှိလဲဆိုတော့ ဒီခုနကသူပြောတာ prop ပြောလို့ပေါ့နော်အဲ့တော့ prop ကကျွန်တော်ဒီအစာအုပ်ပေါ့နော်ဆိုတော့ဒီ column တစ်ခုကျွန်တော်ကကျိုးသွားတယ်ပေါ့နော်ကျွန်တော်ဒီမှာ run တာပါညာကြီးကြာနေမှာဆိုတော့ကျွန်တော်ဒီမှာနည်းနည်းလောက်ထားတာရှိတယ်ဆိုတော့ဒီ column ကိုဒီ column မရှိတော့ဘူးပေါ့နော်မရှိတော့ဘူးဒီ column မရှိတော့ဘူးဒီ column အစားကျွန်တော်ကဘေးမှာ IB နှစ်ချောင်းထောက်လိုက်တယ်ပေါ့နော်နော်ထောက်လိုက်တယ်ထောက်လိုက်တဲ့ခါကျတော့ဒီငကိုရဲ့
searcher ကဒီဟာပေါ့နော်အဲ့တော့ design result တွေသူကဒီမှာရှိမှာပေါ့နော်ရှိမှာအဲ့တော့သူ့ကိုဒီလိုလုပ်ထောက်လိုက်ပြီးတော့ design လုပ်လိုက်တဲ့ခါကျတော့ဘာဖြစ်သွားလဲဆိုတော့ဒီမှာ rebar ရဲ့ဟာကိုကြည့်လိုက်တဲ့ခါကျတော့အောက်ကဒီ ground mean ကหนีသွားတာတွေ့တယ်နော်အဲ့တော့သူက ground mean ရဲ့ reinforcement ကအရင်နဲ့အများကြီးသူကတောင်းဆိုလာတာကိုတွေ့တယ်ပေါ့နော်အရင်ကသူကဒီမှာဆိုရင်0.75လောက်ပဲတောင်းဆိုထားတယ်ပေါ့နော်အဲ့တော့ design လုပ်ထားတယ်ဆိုရင်လည်းကျွန်တော်ကအဲ့လောက်နဲ့ပဲ design လုပ်ထားမှာပေါ့နော်အဲ့တော့ IME ထောက်လိုက်တယ်ဆိုတဲ့အခါမှာသူ့ရဲ့လိုအပ်ချက်ကပြင်းထန်သွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကအမှု IME ထောက်တယ်ဆိုတာအရာကြီးပဲဆိုတဲ့ဥစ္စာပေါ့နော်ဒီမှာလည်းအင်ရှင်တွေလည်းပါခြင်းပါမယ်ပေါ့နော်အဲ့တော့ထိုက်လျောက်လည်းရှိရင်ရှိမယ်ဒါမှမဟုတ်လည်းပြန်နာထောင်းတဲ့လူလည်းရှိရင်ရှိပဲဆိုတော့ဒီမှာ IMB ကတော့ကျွန်တော်ကဒီမှာသူတို့အများသုံးနေတဲ့ရှစ်ပတ်လည်ကိုကျွန်တော် design မှာတစ်ချက်သူစဉ်းစားကြည့်လိုက်တယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်reinforcement ratio ပေါ့သူရဲ့ IMB ရဲ့ခံနိုင်ရည်ကသူတကယ်ခံနိုင်ရည်ရဲ့35%လောက်ပဲသူကအလုပ်လုပ်နေရတယ်သူကတိတ်ပြီးတော့လိုအပ်ချက်မရှိဘူးပေါ့နော်လိုအပ်ချက်မရှိဘူးအောက်မှာ B မှာပဲသူကဖြစ်သွားတယ်ပေါ့နော်အဲ့တော့တခုတော့ရှိတာကကျွန်တော်က ground meat ထိထောက်တယ်ဆိုတော့ဥစ္စာ ground meat ကတချို့နေရာတွေမှာတော့သူကအောက်က rotating ball လည်းပါမယ်ဆိုတော့သူနည်းနည်းကူထမ်းရင်ထမ်းမယ်ချို့မှလည်းပါပဲပြပြအောက်မှာမြေကြီးလည်းရှိတော့အထိုက်လျောက်တော့ယာယီတော့သူရှိမယ်ပေါ့နော်ဆိုတော့ကျိုးသွားတယ်ဆိုတော့မလုပ်ရဘူးလို့တော့ဆိုလိုတဲ့သဘောတရားတော့မဟုတ်ဘူးလောက်ရအောင်ဆိုတဲ့သဘောတရားဆိုတာဥပမာကျွန်တော်အခုဒီမှာတော့ IMB ထောက်ထားတာကျွန်တော်နှစ်ချက်ပဲထောက်ထားတာသူ့ကိုလေအဲ့ဒါကိုကျွန်တော်ကနှစ်ချက်မထောက်ပဲနဲ့သူ့ကိုနည်းနည်းလေးခက်များထောက်တယ်ဆိုရင်တော့နည်းနည်းပို့ပြီးတော့သူကအဆင်ပြေသွားနိုင်တယ်ပေါ့နော်ဥပမာသူ့ကိုကျွန်တော်တို့ကနှစ်ချက်တည်းမထောက်ပဲနဲ့လေးတန်းထောက်ဖို့ကြိုးစားကြည့်လိုက်မယ်ပေါ့နော် အဲ့တော့ကျွန်တော်ယာယီထောက်တယ်ဆိုတာကဒီဘီးနေတို့နောက်ပြီးတော့ foundation တွေတို့ sorry ဘီးနေတို့ကျန်းကင်းတွေတော့ထောက်တာဆိုတော့တခါကျတော့အဲ့အရာတွေကကျတော့ဒီသူ့ရဲ့ဒီ point လုပ်တွေကိုခံနိုင်ရှိအောင်ဒီဇိုင်းလုပ်ထားတာမဟုတ်ဘူးပေါ့နော်တော့ဒီမှာ1.39ခုနကတော့မနီတော့ဘူးပေါ့ဒါပေမဲ့ rebar ကတော့သူက1.39လောက်များတယ်ပေါ့နော်အဲ့တော့ငကိုကတော့0.75လောက်ပဲရှိတော့ဟိုတက်တာတော့တက်တာပဲပေါ့နော်ဆိုတော့ဒါကတေချာရယ်လေသူကသူရည်ရွယ်ထားတဲ့လုံမဟုတ်ဘူးဆိုတဲ့အတွက်တော့ဒီဇိုင်းဟိုဟာတဲ့တော့များမှာပဲပေါ့ဒါပေမဲ့ဒါရည်သူဆိုတဲ့အတွက်နောက်ပြီးကျွန်တော်ခုနရှင်းပြလို့ပဲအောက်မှာမြေကြီးရှိနိုင်တယ်เนาะနောက်ပြီးတော့ retaining wall တွေရှိနိုင်တယ်ဆိုတော့နည်းနည်းတော့ဟိုဖြစ်တယ်ပေါ့နော်နောက်တစ်ခုက frame တွေကတော့ကူနေရတော့ရှိရဒါတော့အဲ့ဒါတော့ဒီမှာရှေ့ဝေးနေမှာဆိုတော့မပြောတော့ဘူးပေါ့နော်အဲ့ဒါတော့အစာအုပ်ရဲ့ frame system တွေပေါ်လဲမူတည်တည်ရပေါ့နော်အဲ့တော့ဒီမှာနေရာပတ်လည်ဆိုတဲ့ဥစ္စာကိုကျွန်တော်တို့ကနည်းနည်းရှော့ပြီးတော့150လောက်နဲ့ဒီဇိုင်းလုပ်ကြည့်လိုက်မယ်ဒီ150ဆိုတော့အေးအေးဆေးဆေးသူက pass ဖြစ်တာကိုတွေ့ရတယ်ဒီထဲတော့ရှော့လို့ရတဲ့အနေအထားရှိရယ်သူက ratio အပြည့်ပြောမယ်ဆိုရင်တော့0.5လောက်ပဲရှိသေးတယ်သူ့ရဲ့ခန္ဓာရဲ့50%လောက်ပဲသူကသုံးနေရတယ်ပေါ့နော်ကုညီညီအောင်ပြောလို့ရပါတယ်ဟုတ်ကဲ့ဆရာဟိုပါပေါ့ဆရာကော်လန်တိုင်းတွေကြတော့မဖြစ်ဘဲနဲ့ထုတ်တွေပဲဖြစ်တဲ့ case တွေမှာကြတော့အဲ့လိုထုတ်တွေကိုထွင်းပြီးတော့ grouting လောင်းဖို့အထိစဉ်းစားရမှာလားဒါမှမဟုတ်အဲ့ထုတ်လောင်းတဲ့အခါကျရင်ရော support ပေးဖို့အတွက်ကြတော့ဘယ်လိုပုံစံမျိုးလုပ်ဖို့လိုမလဲပေါ့ဆရာပြီးတော့ရင်နောက်ထပ်တစ်ချက်ကကြတော့အဲ့လိုကိစ္စတွေအတွက်ကြတော့ injection ဦးစားပေးပြီးတော့စဉ်းစားမှာလားပေါ့အဲ့ဒါလေးတစ်ချက်ဆရာသိချင်တာပြကျွန်တော်တို့ခုနက restore လုပ်တဲ့အခါကျတော့အဓိကကကျွန်တော်အဆောင်ပေးတာကဒီ remove weak concrete ပဲမကောင်းတဲ့ဟာတွေ remove လုပ်လိုက်ပါပြီးရင်ကောင်းအောင်ပြန်လုပ်ပါဘာနည်းတုံကောင်းအောင်လုပ်တယ်ဆိုရင်ပြီးတာပဲပေါ့နော်နောက်တစ်ခုက inject ဆိုတာ inject ကကြတော့ crack ဖြစ်တယ်ဆိုရင် concrete ကကောင်းတယ် crack ပဲရှိရင်ဒါ inject ထိုးအဲ့ဒါတော့
column ဖြစ်ဖြစ် bean ဖြစ်ဖြစ် base member ဖြစ်ဖြစ်ပေါ့အဓိက concept ကအဲ့ဒါပဲအဲ့တော့ crab ဖြစ်တယ်ကောင်းခွဲကောင်းတယ်ဆိုရင်ဒါ inject ထိုးလို့ရတယ်အဲဟိုဟာကောင်းခွဲကမကောင်းဘူးဆိုရင် remove ပဲremove လုပ်တယ်ဆိုတဲ့အချိန်မှာ cover ပဲဖြစ်တယ်ဆိုရင်ဒီ cover ကိုပဲပြန်ပြေလို့ရတဲ့ method တစ်ခုခုကြိုက်တဲ့ method ကိုသုံး chemical သုံးကျွန်တော်ကတော့ဘယ် brand တွေလည်းမပြောဘူးဘယ်တစ်စိတ်လည်းမပြောဘူးအဲ့လောက်ကြီးအဲ့လောက်ဒီတေးကျွန်တော်သွားဖို့မရှိဘူးပေါ့နော်ဆိုရင်ကျွန်တော်ခုနပြောသလိုပဲချို့ကပြောရင်လွဲသွားတာမှဆိုလို့ကျွန်တော်တိတ်မပြောချင်ဘူးအဓိကကတော့ခုနကာဘာလောက်ပဲဖြစ်တယ်ဆိုတဲ့အခါပတ်ချင်လို့ရတဲ့အနေအထားတွေသူကရှိတယ်ပေါ့နော်နောက်ပြီးတော့ဒီကိုးတဲ့ထိရောက်သွားပြီဆိုရင်တော့တေချာတော့ဒီ crowd လောက်မှအဆင်ပြေတဲ့ဟာရှိရပေါ့နော်အဲ့တော့အဲ့လောက်ပဲဟိုဖြစ်ရမယ် bean ဆိုရင်လည်းခုနကျွန်တော်ပြောလို့ပဲမကောင်းတာဖယ်လိုက်ဒါအထဲထိရောက်ရင်ရောက်သွားလိမ့်မယ်ခရောင်းဖြစ်ခြင်းဖြစ်သွားမယ်ခရောင်းဖြစ်သွားပြီဆိုရင် crowd ဖြစ်ခြင်းဖြစ်မယ်ကာဘာလောက်ဖြစ်တယ်ဆိုရင်တော့လည်းအခြားနည်းတွေသုံးလို့ရခြင်းရပါပေါ့နော်အဲ့တော့နောက်ပြီးတော့စပိုပေးတဲ့ကိစ္စကတော့သူက bean စပိုပေးတာ bean ကိုလောက်ကဘယ်ကလာတာလဲဆိုတဲ့ဥစ္စာပေါ့နော်အဲ့တော့ bean ကို slab ကလာတယ်ဆိုရင်ကိုကဘယ်အစိပ်ပိုင်းလေးလဲဒီအစိပ်ပိုင်းလေးပဲတပေလောက်ပဲပြင်မဲ့နေရာမှာဒီ slab ကသူ့အနေနဲ့သူနေသလားနေရဆိုရင်ကျွန်တော်ကဘာမှ supporting ပေးစရာဟိုတိတ်ပြီးတော့မလိုဘူးပေါ့နော်ပြောရင် slab တယ်မလိုဘူးပြောတာလေကျွန်တော် bean အတွက်ကတော့ဒီ bean ကဒီအလဲဒီဘိုင်းမှာပြတ်နေပြီဆိုရင်သူ့ကို support ပေးဖို့လိုမယ်ပေါ့အဲ့ဆိုရင် support တွေသူ့ကို bean ကိုပေးရမယ်ပေါ့အဲ့တော့ bean ကိုလာတဲ့လုပ်တွေကပါရည်လဲဆိုတဲ့ဥစ္စာသူ့ရဲ့လုပ်ရဲ့အသိနဲ့ကိုတော့မှန်းဆပြီးတော့သူ့ကို protein ပေးရမယ်ပေါ့ support ပေးရမယ်ပေါ့နော်အဲ့တော့ပုံမှန်အပြည့်ဆိုရင်တော့ bean ကဒါ flow တစ်ခုရဲ့ weight ကိုထမ်းတာဆိုတော့များသောအားဖြင့် engineer တွေကတော့မှန်းတတ်ပါတယ်မှန်းတတ်တဲ့ဆိုတာကဒီ own weight တွေသူတို့ကတည်တယ် own weight ဆိုတာဥမာ farm watt ဆင်နေဆိုရင်ကျွန်တော်ကကောင်းကင်လောင်းမို့ farm watt ဆင်ရင်တော့ bean ရဲ့ weight တွေ slab ရဲ့ weight တွေသူ slab ကတွက်နေလို့ထမ်းတယ် bean ကတွက်နေလို့ထမ်းတယ်ဆိုတဲ့ဟာမျိုးတော့တည်နေပြီနောက်တစ်ခုကထပ်ပိုလာမှာပါရှိတယ်ဆို wall weight ကြီးပေါ့တကယ်လို့ဒီ bean မှာ wall စီထားတယ်ဆိုရင် wall weight တွေရှိမယ်ဒါပေမဲ့အဲ့ bean ရဲ့အောက်မှာ wall ရှိသလားဆိုတဲ့ဥစ္စာဒါမျိုးတွေစဉ်းစားကြရတယ်ရှိရပါတော့เนาะဒါပေမဲ့ကျွန်တော်ပြောတဲ့အတိတ်နဲ့ကတော့ဒီအဲ့ဒါပဲဒီလောက်ရဲ့အတိတ်နဲ့ဒီ bean ရဲ့ထမ်းနိုင်အားပေါ့เนาะအဲ့တော့ဘယ်လိုမျိုးသူ့ကို transfer လုပ်မလဲဆိုတဲ့ဥစ္စာကိုစဉ်းစားရတာပေါ့เนาะ bean ကသူထိတဲ့အပိုင်းရှိမှာပေါ့အဲ့ထိတဲ့အပိုင်းကိုကျွန်တော်ကလွတ်လွတ်လပ်လပ်ပြင်နေဆိုတဲ့အချိန်မှာbean က slab weight ကိုကျန်တဲ့အပိုင်းတွေက slab weight ကိုထမ်းနေရတယ်ဆိုရင်တော့ slab ကို supporting ပေးဖို့လည်းလိုချင်မှလိုမှာပေါ့နော်နောက်ပြီးတော့ကြတော့ bean ရဲ့ကျန်တဲ့အပိုင်းတွေကိုပေးလိုက်ပေါ့ဆိုတော့ bean ရဲ့ကျန်တဲ့အပိုင်းကိုပေးတယ်ဆိုရင်တော့ bean ရဲ့ကျန်တဲ့အပိုင်းတွေ supporting ကဘယ် weight တွေကိုစဉ်းစားရမလဲဆိုတော့bean ရဲ့ all weight တွေမကသေးဘူး slab weight ပါစဉ်းစားရမယ်နောက်တစ်ခါအပေါ်လာတဲ့ wall weight ပါစဉ်းစားပြီးတော့ supporting ကိုပေးရမှာတကယ်လို့အဲ့လို bean ကို supporting ပေးတဲ့ဒီ support ရဲ့အားတွေကို short ကျင်တယ်ဆိုရင်တော့ဖြန့်ကျက်ချင်တယ်ဆိုရင်တော့ကျွန်တော်ကslab တွေပါ support ပေးဖို့လိုမယ်အဲ့တော့ကိုယ်မှာရှိတဲ့ support system ပေါ်မူတည်ပြီးတော့ပေါ့ကစားလို့တော့ရတယ်နော်အဲ့တော့ကိုက support system အရာအရန်ကြီးပေါ့လေ beam ပါပေါ့အရန်မပေးနိုင်ဘူးဆိုရင်လည်းဒီ slab တွေကိုဖြန့်ပြီးတော့လည်းပေးလို့ရတယ်အဲ့ဆိုရင်တော့ slab ကလာမဲ့ beam စီကိုလာတဲ့လုပ်တွေကိုမရှိတော့ဘူးပေါ့နော်ဟုတ်ကဲ့ပါဆရာဟိုဟာဆရာတခုလောက်ပေါ့နော်ဘင်းမှာကြတော့ဆရာ crack ကလေတစ်ချောင်းလုံးနီးပါးပျက်စီးနေတဲ့ဥစ္စာဆိုရင်ကြတော့ဆရာကျွန်တော်တို့ကအဲ့ဘင်းဥပမာပေါ့နော်ဆရာ main bean ဆိုတာတဲ့ secondary bean ပေါ့နော် secondary bean မှာဖြစ်နေတဲ့ကိစ္စဆိုရင်တစ်ချောင်းလုံးနီးပါးကသူက crack တွေကတောက်လျှောက်ကြီးပေါ်နေပြီးတော့ပျက်စီးနေဒါပေမဲ့ column 9တွေကပြဿနာမရှိဘူး column 9တွေကကောင်းတယ်အဲ့ဒီအပိုင်းနဲ့ပတ်သက်ပြီးတော့ကြာအဲ့ကောင်တကယ်လို့ပြင်မယ်ဆိုရင်ကြတော့ဆရာsupport ကကြတော့သူကခုန crack ဖြစ်နေတာတစ်ချောင်းလုံးနီးပါးဆိုတော့ကြာဆရာဟို support ကကြတော့ slab ကိုပဲထောက်တင်တာလားပေါ့အဲ့လို case မျိုးကြတော့ဆရာsupport ကကြတော့ခုန slab ကိုပဲထားရတော့မှာဘာလို့ဆိုတော့ဒီ bean ကတစ်ချောင်းလုံးပြတ်သွားပြီဆိုတဲ့အတွက်ဒီ bean ကထမ်းရမယ် slab တွေရဲ့အားတွေကို bean စီရောက်လို့မဖြစ်တော့ဘူးနောက်တစ်ခါကျဒီ bean ကိုပြင်မယ်လို့စဉ်းစားရဆိုရင် restore ကလုံလောက်သလားဆိုတာစဉ်းစားရတော့မယ်ကျွန်တော်ခုနပြောလို့နေတာ restore တော့မှန်ဒါပေမဲ့ဒီကိုက restore လုပ်တဲ့ဆိုရင်ငကိုကလေးကဒီ bean ကအားနေနေရလားအားနေနေတဲ့အချိန်မှာဒီလာတဲ့ငလင်နဲ့ပို့ဆိုးပါလားဆိုတဲ့ဥစ္စာနောက်ပြီးတော့ကျွန်တော်တို့အဓိကကဒီဟောပေါ့လေကော်လန်လိုဟာမျိုးနဲ့ bean နဲ့ဟာမျိုးနဲ့ကတော့နည်းနည်းကွာသွားပဲကော်လန်ကကြတော့သူကဒီတစ်ခုလုံးရဲ့ဟာဆိုတဲ့အတွက်3တက်စာဆိုရင်3တက်စာ4တက်စာဆို4တက်စာသူစဉ်းစားရတဲ့ weight တွေကများတာပေါ့ bean ကတော့သူက flow by flow သူကထ
ထမ်းရတဲ့သဘောရှိတာပေါ့နော်ဒါပေမဲ့ဒီဘင်းပြင်းနေဆိုတဲ့အချိန်မှာဒီသူကတွဲနေတဲ့ကော်လန်တွေရဲ့ချုပ်အားတွေတို့ဘာလို့ဒါကတော့ကော်လန်အတွက်တော့စဉ်းစားရတော့ရှိတာပေါ့နော်ဟုတ်ပြီအဲ့တော့တကယ်လို့ဒါဘင်းကအားနေတယ်လို့အဖြေထွက်တယ်ဆိုရင်တော့ကျွန်တော်ကတခါတည်းသူ့ကိုဘင်းကိုသူ့ strengthen လုပ်တဲ့ဥစ္စာကိုကျွန်တော်ပို့ပြီးတော့သဘောကျတယ်ဘာလို့ဆိုတော့သူနှစ်ခါလုံးမနေတော့ဘူးနော်ဘင်းဆိုတာကကျွန်တော်ပြောလို့ localize ပဲသူကဒီတစ်ခုတည်းဒီ member ကဘာဝိတ်မှရှိတာမဟုတ်သူနားမှာရှိတဲ့ပတ်ချလဲရရှိတဲ့ဒီ slab ပြဝိတ်ပဲထမ်းတာဆိုတော့ကျွန်တော်ကလွယ်လွယ်ကူကူသူ့ကို supporting system ပေးလို့ရတယ်အန်ရီလည်းပဲဘာမှသိမရှိဘူးတစ်ထပ်စာရဲ့ဝိတ်ပဲရှိတာဆိုတဲ့အတွက်နော် slab ကလည်းဒီတစ်ခွက်နှစ်ခွက်ပဲဝိတ်ပဲရှိတော့သူ့ကိုဘင်းကိုကျွန်တော်ကrebar အားနေရလား site ဖြစ်တာလားဒါဆိုရင်ဒီဇိုင်နာနဲ့ဖြစ်တာမျိုးဒါကမှတစ်ခုခုပေါ့တခါတည်းသူ့ကိုပြင်လိုက်တာပို့ပြီးတော့ကောင်းတယ်ပေါ့နော်အဲ့တော့ rebar ထည့်ုံနဲ့လောက်တော့တယ်ဆိုရင်လည်း rebar ထည့်မယ်ဒါမှမဟုတ်လည်းသူ့ကို jacketing လုပ်မယ်ဆိုရင်တခါတည်း jacketing လုပ်ပြီးတော့ပေါ့ enlarge လုပ်ပြီးတော့ jacketing ဆိုတာတဲ့ enlarge လုပ်ပြီးတော့လောင်းလိုက်ရုံပဲဘာလို့ဆိုတော့တစ်ခုလုံးဖြူရမယ်ဆိုမှတော့ तू က jacketing လို့ခေါ်စရာမလိုတော့ဘူးဘာလို့ဆိုတော့လောက new ဖြစ်သွားပြီရှိသမျှကွန်ကွေးတွေအကုန်ထုတ်အစ်စ်လောင်းလာဆိုတဲ့ဒါ jacketing လို့ပြောလို့မရဘူးတကယ် section enlarge ဖြစ်သွားတာပေါ့နော် ဟုတ်ကဲ့ပါဆရာကျေးဇူးပါဆရာ ဟုတ်ကဲ့ပါ ပြောပြပေးတာပြည့်စုံပါတယ်ဗျဟုတ် ဟုတ် ကျေး ကဲ့ ဇူး ပါ ပါ ဟုတ်ကဲ့ဟုတ်မယူနေလာဝင်မေးလို့ရတယ် ဟုတ်ကဲ့ဆရာကျွန်တော်တော့အိမ်ရှင်ပါဆရာဟိုပါလေ ဟုတ်ကဲ့ဟုတ် ဒီဟိုပါပေါ့အဆောက်အဦကလောဆယ်ကတော့ငလျင်လည်းမငြိမ်သေးဘူးဆိုတော့ဆရာဟို HP နေနဲ့ထောက်ထားတယ်ဆရာတိုင်ကတော့ဆရာ3တိုင်လောက်ထိတာပေါ့နော်ဆရာ ဟုတ်ကဲ့ အဲ့ဒါဆိုရင်ရောဆရာဟိုဒီ HP လေးနဲ့ထောက်ထားတာပဲဘယ်လောက်အတိုင်းတာလောက်ထိထောက်ထားလို့အဆင်ပြေလဲဆရာအခုလောလောဆယ်ကျမတို့ကလည်းလေဟိုအိမ်ဆောက်တုံးကလည်းမားခဲ့တဲ့အမားတွေကရှိရဲဆိုတော့ဒေချာတက်ကျွမ်းတဲ့သူတွေနဲ့ဒေချာပြင်ကျင်တာဆိုတော့အခုချိန်ဒီချိတ်ဆက်လို့မရသေးဘူးဖြစ်နေတဲ့အနေအထားမှာဒီ HP လေးနဲ့ပဲအတိုင်းတာဒီကျမတို့ဟိုထိုင်ထားလို့ရလဲဆိုတာသိချင်တာဆရာ သူကတော့ဒီအတိအကျတော့ပြောလို့မရဘူးကျွန်တော်ခုနရှေ့မှာပြောခဲ့သလိုပဲသူကကျွန်တော်တို့ကဒီ concrete ခဏထားလိုက်အောင်ဒီကျွန်တော်တို့ဒီအုတ်နယ်နေရာအစပေါ့လေနည်းနည်းလေးကွဲနေ plaster တွေကွာလာမယ်နော်ကွာလာရင်ငလင်းထပ်ပြီးတော့လှုပ်နေရဆိုရင်အဲ့ plaster တွေကကွာတဲ့ဟာပို့ပြီးတော့များကျလာမယ်ပြီးကွဲလာမယ်သူကအဲ့လိုမျိုးဆက်ပြီးတော့သွားနေမှာပေါ့နော်အဲ့တဘောမျိုးပဲကျွန်တော်တို့ကဒီအတွင်းကောက်တိုင်ရထိပါတယ်ပေါ့ထိပါရင်လှုပ်တယ်ဆိုရင်အဲ့အပြင်ကကာပါလေးကသူကပြုတ်ကြရင်ကြာမှာလေပြီးနည်းနည်းထက်လှုပ်တယ်ဆိုရင်ဒီအထက်ကပေါ့ကွန်ကွေးတွေကထပ်ပြီးတော့ကြည်သွားမယ်ကြည်သွားပြီးတော့ကျွန်တော်ကလှုပ်ခါလိုက်ရင်သူ့ကိုခါချတဲ့လိုမျိုးဖြစ်သွားပြီးတော့သူထပ်ပြီးတော့ကြာနိုင်တယ်နော်ပြီးတော့သူ့ရဲ့ခန္ဓာရည်ကကြာလာတာဆိုတဲ့အတွက်ဘေးကတိုင်ကြီးကကူထမ်းရတော့မယ်ကူထမ်းရတော့မယ်ဆိုတဲ့အခါမှာဆိုရင်သူကပို့ပြီးတော့နည်းနည်းပေါ့ဆိုးမှာပေါ့နော်နောက်ပြီးကြရင်တော့ခုနလို IM 6တယ်ဆိုတာကျွန်တော်ခုနရှေ့ရရှင်းပြလို့ပဲအောက်ကဘေးနေလို့ဘာလို့ကထမ်းတာတကယ်လို့အဲ့ဒါကြီးလည်းကျွန်တော်ကအရန်ကြီးပြောလို့မရဘူးငလင်လောက်တယ်တို့ဘာလို့ ਨੇ ချို့လောက်တွေကအပေါ်အောက်ခါတယ်ဆိုရင် IB နေရာမှာနာမသွားဘူးလေကျွန်တော်ကအရင်တိတ်တော့ပြောလို့တော့မရဘူးအဲ့တော့ပြောရင် IB ထောက်တယ်ဆိုတာတော့ခဏမြန်ဆန်လုပ်ဖို့အတွက်ပဲပေါ့နော်အဲ့တော့ကောင်းဆုံးကတော့ဒီခုနကျွန်တော်ဒီမှာပြောပါတာကအဓိကသဘောတရားကိုပဲပြောတာပေါ့နော်သဘောတရားပြောပါတဲ့ဟာကိုအဓိကမိသွားရင်တော့ပြင်တဲ့ခါကျတော့ကိုတက်ကျွမ်းတဲ့ဒီ engineer နဲ့ဆွေးနွေးပြီးတော့နီးလန်းမှန်နဲ့ပေါ့ဆိုရင်မြန်ဆန်ပြင်တာတော့အကောင်းဆုံးပဲလို့ကျွန်တော်ကတော့ပြောချင်ပါတယ်ပေါ့နော် ဟုတ်ဆရာကျမတို့အဲ့လိုမျိုးကွန်ကရစ်လောင်းထားတဲ့အချိန်မှာလေဆရာမနေတော့လို့မျိုးလှုပ်သွားတဲ့4.4ဆိုရင်ရောဆရာသူကgas မဖြစ်သွားနိုင်ဘူးလားဆရာ သူကဟိုသူကသူ့နဲ့သူ forward နဲ့သူ့ဘေးကဟာနေငြိမ်နေရဆိုတော့သူဘာမှတော့ဖြစ်เสียတဲ့အကြောင်းမရှိဘူးတကယ်လို့နောက်ဆုံးဖြစ်သွားရင်တော့မှနည်းနည်းလေးအကြောင်းလေးတစ်ခုပေါ်သွားရင်တော့မှကျွန်တော်ကစမ်းစစ်လို့ရတယ်ဒီကွန်ဂွေကြီးကနာသွားလားဖြူသွားသလားဒီလိုအကြောင်းလေးပေါ်တယ်ဆိုရင်လည်းအဲ့ဒါကိုကျွန်တော်တို့ injection တွေပါထိုးလို့ရတယ်တကယ်လို့လောကနာရယ်ဆိုတော့တကယ်လည်းမနာပါဘူးမနာဘူးဆိုတော့ကျွန်တော်ရဲ့အတွေ့အကြုံရလက်ရှိလုပ်နေတဲ့ဟာရအဲ့လိုဖြစ်တဲ့ဟာကတော့မတွေးမိဘူးနာသွားရင်တော့မှဘာမှမဖြစ်ဘူးပြန်ထုတ်ပလိုက်ဗျာလုံးဝကြီးအခန်းတင့်နေတယ်ဆိုရင်လည်းဒါပြန်ထုတ်လို့ရတာပဲမဖြစ်ဘူးလေကိစ္စမရှိဘူးပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဆရာကျေးဇူးပါဆရာဟုတ်ကဲ့ground ရဲ့ strength အရန်ကောင်းတယ်သူက ရိုးကွန်ကွင်းတယ်မတူဘူးကျွန်တော်တို့ပြန်ပြီးတော့ဖယ်ထုတ်ဖို့တော့မှထွင်းဖို့ထောင်းဖို့တော့မှတိတ်ပြီးတော့မလွယ်တဲ့ထဲမှာပါတယ်သူရဲ့ strength အရန်ကောင်းလို့လေဆိုတော့အဲကြောင့်မို့
ဖြစ်တယ်လို့ခုနကလှုပ်သွားတယ်ဆိုရင်ကျွန်တော်ကဒါကြည့်လိုက်ရင်ဒါတိတာတာပဲလေသူ့ကိုစမ်းစစ်လို့လည်းရတယ်အဓိကအကြောင်းတွေပေါ်နေလားမပေါ်ဘူးလားဆိုတဲ့ဥစ္စာနဲ့သူ့ရဲ့ strength တွေကကျသွားပြီးတော့သွားသလားဆိုတဲ့ဥစ္စာကိုเนาะအဲ့တော့ပုံမှန်ခက်လွယ်ဆိုရင်တော့တူလိုဟာမျိုးနဲ့ UO concrete ကိုထုကြည့်ground concrete ကိုထုကြည့်ပြီးတော့ဒါမျိုးဒီအတန်နဲ့ဆုံးဖြတ်လို့လည်းရတယ်ပေါ့နော်အဲ့တော့ engineering ဟာနဲ့ဆိုရင်တော့ rebound ထိုးတာတော့ဘာလို့နဲ့လုပ်လို့ရတာပေါ့နော် အဲ့ဆိုဆရာမြန်တော့ပြင်သင့်တာပေါ့နော်ဆရာ ဟုတ်တယ်မြန်ပြင်တာပဲအကောင်းဆုံးပဲဘာလို့ဆိုတော့မြန်ပြင်လိုက်ရင်ကျွန်တော်ပြောပြတာအရင်100ကိုကနေခု80ဖြစ်တယ်ဆိုရင်80ကနေဖြည်းနဲ့သူကကျဖို့ပဲရှိတာလေဆိုတော့အဲ့ချိန်မှာကျွန်တော်က100ရောက်သွားပြီဆိုရင်100ပြန်ရောက်သွားပြီဆိုရင်အဲ့ချိန်မှာငလင်းလှုပ်ရင်လေအရင်တော့7.7ကြောင့်80ကျထားတာလေခုက100ပြန်ပြည့်သွားပြီဆိုတော့ခုနောက်လောက်တဲ့3 4 5လောက်ကတော့ဘာမှစိတ်ပူစရာအကြောင်းမရှိဘူးပေါ့เนาะအဲ့လိုမျိုးယူပြောရရင်တော့เนาะ ဟုတ်ကဲ့ဆရာဟုတ် ဟုတ်ကဲ့ပါဟုတ် ဟုတ်ကဲ့ပါဆရာကျေးဇူးပါဆရာ ကျေးဇူးပါဟုတ် ဟုတ်ကဲ့ရှင်